Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ mini shop ကိုဆွဲပြသွားမှာဖြစ်ပါတယ်ကျွန်တော်ခုမှ download ဖြစ်တဲ့အတွက်ဟိုဖြစ်သေးဘူးပေါ့နော်ဒီ wall ရဲ့နာမည်ကို Flink Fire Firecraft လို့ကျွန်တော်ပေးလိုက်ပြီပေါ့နော် Okay ကျွန်တော်ထဲမယ်ဟွာပေါ့နော်စီရတော့999ပါ Okay စလိုက်ကြ Oh let's go Oh let's go နည်းဝဖြစ်နေသလားလို့မောင်းနေသလားလို့Micro asset လည်းတင်ပေးမယ်ပေါ့ဒါပေမဲ့ micro OCD micro asset လည်းတင်ပေးမယ်ပေါ့နော်ဒါပေမဲ့ဒါ micro အတူတူပါခဏရေးပါသားပြီးနေLet's go. Okay, let's go. Right now, look it up. What is the lava here? Hello, villager, one villager. Oh, that's not me. Say, be out, much. Don't tell me. I go machine, ma. Hey, let's go. You know that I come up with you, the who areဒီနေ့တော့ဗီဒီယိုမလုပ်ဘူးရဖြစ်တဲ့အတွက်ကျွန်တော်ဗာလေအတန်လေးရတမျိုးဖြစ်နေဘရာတော့အားလုံးကျွန်တော်ဆောပြီးပါမယ်။အားပါလေပြီးပါတကယ်ပေါ့နော် OOC က999ဆိုရင်မလီယာမိုက်တယ်ဗျ။ဒီတော့တက်ပင်ခုံးမယ်။Oh, no, that's not a game. Just a game, brother. To me, finally. Yeah, could you do that? You don't carry me. Oh, my goodness. Okay. You know, the main hobby is going on and crafting you below me. Ha! Shit. Crafting you below my stick with you. She told her right, man. The fire was over here. And biggest the show over. Wait, bro. What the fuck? The body there? Wait, what the hell? Put a lava, no job here. What? Something me. You don't know you must strong you the benny. Forest go to the village and you go on a bundle forest go you go my little. Forest got that king of yard. Yeah. Hello, my villager. Oh, see, she might be. I don't know. Video shot her. You're strong here. You are aiming for vision and a strong bit on my shower. I don't do you. Let's go. Strong start TV. Strong do me. Ah, call you attend to it. Oh, me, boy. Funny here. အသားတွေပါလေကောင်းကောင်းกินလို့ရပြီဟုတ်တယ်မလားဥပမာပါလေခေါင်းနေရပါတာဘ
beef တို့လေနော်ကဲဒါတူးမယ်ကွာကဲကျွန်တော်ဘူရီနဲ့ရှေ့မှာတို့ခက်လိုက်တယ်ပေါ့နော် let's go ဒီမှာခိုးရတော့ဒီလောက်လေးရပြီစတုံးဟုတ်တယ်ပါကျွန်တော် strong 2ကောင်းကောင်းများရပြီဆိုရင်ကျွန်တော်ဘာလို့ရှိပြန်လာရမယ်နော်ကဲဒီမှာတူးမယ်ပိတ်ကကလည်းတူးနေကျိုး brother တို့အေးပြောရအောင်ဆုံးနေကျိုးပါအေးပါကျွန်တော်တွားရင်းနဲ့နွားကိုတွေးခဲ့တယ်နွားလေးချစ်ခဲ့နေလိုက်တက်မယ်တက်ပြီး brother တို့ရှိပြန်လာမယ်နော်ကဲအကောင်လေးတော်တော်များများလည်းတက်ပြီးပြီဆိုရင်နော်ဒီမှာကျွန်တော်ဒီထဲမှာပေါ့နော် gift တစ်ခုမှာခိုးတူးလို့ကျွန်တော်ခိုးတူးပါမယ်ခိုးတူးပြီး brother တို့ပြန်လာမယ်ပေါ့နော်ကျွန်တော်ခဏရက်နေရတဲ့အကြောင်းကြီးကလေဗီဒီယိုရှိတော့မှာဆိုလို့ပေါ့နော်ဗီဒီယိုရှိတော့ရင် brother တို့ကြည့်ရမှာလေစိုးနေတဲ့အကြောင်းပေါ့နော်brother တို့လည်း VPN လေးခံပြီးကြည့်ပြီးကြပါဦးပေါ့နော်ကဲတူးလေပြီးရောကျွန်တော်ညရောက်ပြီးဟိုးဘက်ကအဝေးရနေစုမီးကျွန်တော်မြင်နေလို့မိုးမှာပဲဒီဘက်ကမ်းဘက်ကိုရောက်လာတာမီးရထုံးနေမီးရထုံးပြီးအဲ့ရတကူဖတ်လိုက်အေး let's go အေးမယ် let's go အေးပြီးဘာလို့အေးนี่นะมาซูมีไล่ว่าแต่แรกนี่มาแล้วเนี่ยโย说那个哈我说不要这种你了吧亏吧呀哎我操那要嘛嘞快干嘛我怎么在呀ဒီကိုလေးတက်ရပြီပတ်တော်လေးလားစားရဒီယေရှိပါကြတော့စားတာမပေးဘူးကဒီဟိုမှာကြနော်ဦးမှာရတော့ဘာလို့လဲအဲ့ဒါဒီဦးအော်လေငါဇွန်မီငါနောက်လိုက်နေတာငါနောက်လိုက်နေဇွန်မီဒီကောဒီတော့ကွာအေးဟောကွာအဲ့ကောင်ဟောကွာလာတော့ကွာအေးဟိုအေး